ပြီးတော့စမ်းကြည့်လို့ရတယ်ပေါ့နော်ဆိုပထမဆုံးဒီမှာအသုံးများဆုံးဖြစ်တဲ့ဒီအပေါ်ကလေးခုကိုပြပြပေးပါမယ်နောက်တစ်ခါကျပထမဆုံးဒီ academic content အကြောင်းပြပြပေးမယ် academic content ကじゃဒီ reading ပိုင်းကိုလေ့ကျင့်ပေးခြင်းတဲ့ teacher တွေအတွက်ပေါ့နော်ဒီ extra အနေနဲ့ဒီပြင်ပအကြောင်းအရာအနေနဲ့ဒီလေ့ကျင့်ပေးခြင်းလို့ရှိရင်ဒီ academic content ကိုအရင်သွားပါမယ်ဒီ academic content မှာဆိုလို့ရှိရင်သူကပထမဆုံးမြင်ရမှာကဒီ grade level ပြီးရင် topic standard objective စသဖြင့်ဒီအသေးစိတ်ကအစားပေါ့နော်ပြီးသွားရင် text လန်ကိုစာပိုက်ကိုတစ်မျက်နှာပဲလာတာမဟုတ်စာပိုက်အရှိကြီးလိုချင်တာလားပြီးရင် content type ပေါ့နော် short story လားဒီမှာသူက XML လေးပြတာအဲ့ဒီဟာကိုကကျွေးချယ်ပြီးတော့ဖြည့်ပြီးရုံပဲပေါ့နော်ဒါ additional criteria ဆိုတော့ဒီအရာတွေမဖြည့်ခင်အရင်ဆုံးဒီအာ academic content ကိုပြပြပေးပါပေါ့နော်ဒီစာသင်တဲ့ခါတွေမှာဆိုလို့ရှိရင်ဒီဖတ်စာအုပ်တွေကစာတွေပေါ့ဘာကြောင့်သုံးလဲဆိုတာကိုပြပြပေးပါမယ်ဒီစာသင်တဲ့ခါမှာဒီဖတ်စာအုပ်တွေကစာတွေဆိုလို့ရှိရင်ဒီ student တွေကသူတို့ကကြိုဖတ်ခဲ့တာလည်းဖြစ်နိုင်တယ်သူတို့အတွက်ကဒါကပုံသေးကြီးလို့ဆိုတော့ဟာကြတော့ညင်းငွေတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီပြင်ပဒီ reading passage တွေကိုရှာရတယ်အခါကျရင်ပုံမြင်တွေကိုကိုယ်ကလိုက်ရှာရတယ်ပြီးသွားလို့ရှိရင် extra အနေနဲ့ပေးဖို့ exercise တွေကိုယ်တိုင်မေးခွန်းထုတ်ရတယ်ရှာရတယ်Google မှာလိုက်ရှာရတယ်ပေါ့နော်တော်တော်များများဆိုရင်အဲ့ဆိုအချိန်တော်တော်ပေးရတယ်အဲ့ဆိုဒီပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ student level နဲ့ကိုက်တဲ့ဟာတွေလည်းရှာရတယ်အဲ့ဆိုကိုကနေပြီးတော့လွယ်လွယ်ကူကူလေးနဲ့ဖန်တီးရှင်နဲ့ပြီးတော့ကိုသိမဲ့အကြောင်းအရာနဲ့လည်းဆက်ရမယ်ဆိုလို့ရှိရင်ဒီ academic content ကနေပြီးတော့တွားပြီးတော့ reading passage တွေကိုလောက်ခိုင်းလို့ရတယ်ပေါ့နော်ဆိုပထမဆုံးဒီကိုသင်မဲ့အတန်းရဲ့ grade level ကိုယူလိုက်ပေါ့နော်ဥပမာဒီ exam ဆိုရင် grade 5ကိုပြောပြပေးပါမယ်